ဒီမှာနော်ကျွန်တော်ကြိတ်ပြတစ်ခုကိုစော်ထားတယ်စော်ပြီးတော့ကျွန်တော်ဒီမှာတူလင်းရိုက်ပြနော်လုံးဝမကျိုးဘူးနော်ဒါကတော့အခုဒီတစ်ခုကတော့ဒါကျိုးသွားတယ်ဒါဘာခွာလဲဆိုတာကျွန်တော်ဒီမှာပြောပြမယ်ဒါကတော့ဝရီဒါတခြားဝဲစီတယ်သူကဟိုဟပ်ပြီးတော့မစော်ထားဘူးနော်ဟပ်ပြီးမစော်ဘူးဒီတိုင်းပဲတိတ်ပြီးစော်တယ်တိတ်ပြီးစော်ရဆိုပြီးတိတ်ပြီးစော်တာတန်းရတယ်ထူတဲ့အတွက်သူကမပြုတ်ဘူးဝရီဒါပဲဝရီကြောင်းပဲပေါ်ကနေပြန်လာတာတကယ်တော့ကျွန်တော်တို့တန်းထူလို့ဆိုရင်အခုလိုမျိုးဟပြီးစော်ပြီးရတယ်နောက်ပြီးတော့ဟပ်ပြီးစော်ရတော့ဒါမှပို့ပြီးခိုင်တယ်ကိုကအမဟိုပို့ပြီးတော့ pressure စီးတဲ့နေရာဆိုပို့ပြီးတော့အဲ့လိုဟပ်ရတယ်သေချာလေးစော်ရတာပေါ့နော်ခဏကလိုမျိုးလေးဒီတိုင်းတစ်ခု test ထိတ်တိုက်စော်လိုက်တာကလုံးဝမခိုင်ဘူးနော်အဲ့ဒါအန်အရင်များပါတယ်တချို့နေရာဆိုရင်ဒါအန်များတဲ့နေရာဆိုရင်ဒီဟိုဟာတွေတော့လူသားတွေတော့အန်များတဲ့နေရာစီးတယ်နော်အဲ့လိုမျိုးဆိုရင်ဒါအန်အရင်များလို့အခုလိုမျိုးကြည့်သူကဟပ်ပြီးစော်လိုက်တယ်ဟပ်ပြီးစော်တယ်နောက်ပြီးတော့သူကနည်းနည်းဟတာတယ်အခုဒီမှာဆိုနည်းနည်းတော့ဟတာသေးတယ်နော်ဟပြီးတော့အခုလိုမျိုးဟပ်ပြီးစော်လာတာပါဒါကိုပြန်ဖြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီမှာတတိတက်တွေဖြစ်အောင်လို့ဟိုလိုမျိုးဟိုဘက်ဒီဘက်မပြေးဘဲနဲ့အရင်ဆုံးကျွန်တော်တို့ကြောင်းချင်းအရင်ဆွဲတာခေါင်းတယ်ပြီးမှကိုလိုချင်တဲ့အခြေအနေတော့ရောက်ပြီဆိုမှသူကဟိုဘက်ဒီဘက်တစ်ခါလေးဖြည့်အခုဆိုရင်တကြောင်းလည်းအရင်ပြေးပြီးတော့နှစ်ဖက်ဟိုဘက်ဒီဘက်ဖြစ်ပြီဆိုရင်အဲ့လိုအလေကနေတပိပြန်သွားနော်ဒါဆိုရင်တော့ခိုင်သွားပြီဒါဆိုမကျိုးတော့ပါဘူး